okay ညီလေးတယောက်မြန်မာပြည်သားပဲတက်နဲ့ခိုင်းနဲ့လမ်းလျှောက်လာတယ်ကိုမျိုးတီလာ channel တစ်ခုတော့မေးကြည့်မယ်တကယ်လို့တီရဲဆိုရင်ဘိုက်ကအင်ကြီးတစ်ထည်တော့လက်ဆောင်ပေးပါတော့ okay let's go ဟိုနေ့တစ်ခုတော့မေးကြည့်နေတယ်လေဟိုဒီဘက်မှာဆိုင်ငယ်ကြီးစီးတဲ့လူတွေမရှိဘူးလားဆိုင်ငယ်ဘင်းကြီးရှိတဲ့လူကျွန်တော်အဲ့လိုမမြင်ဘူး မမြင်ဘူးအော်အဲ့မှာဒီမှာတော့ဘင်းကြီးကြည့်တာမမြင်ဘူးကျွန်တော်တို့ကလေပင်လေးမလုံးရဆိုတော့ဖော့လာတော့မကြည့်ရအော်ဟိုကိုမျိုးကြားဘူးလားဒီဘက်မှာကိုမျိုးလူဝေးသားပဲလားဘက်မှာပဲနဲ့တူတယ်အဲ့ဒါဒီနောက်စင်တဲ့ကိုကျော်သက်မော်တို့မေးကြည့်လိုက်ရတယ်သူတို့ပွဲစားကြီးတွေပဲဩမကြားဘူးဗောကိုမျိုးမကြားဘူးအဲ့မှာဆိုရင်တမ်းမှုလို့ဆိုရင်လူဝေးသမားပဲဩကျွန်တော်တို့ရခိုင်လေးရှိရတယ်ရခိုင်လားတာလီသွားပါတာလီသွားပါโอเคပြောပြပေးလို့ကျေးဇူးတင်တယ်ချွေတစ်ထုပ်လောက်လက်ဆောင်ပေးလိုက်မယ်ယူသွားပေးလို့ရလားရတယ်ဘာမလုပ်တော့ဘူးလေရလားအခုဘယ်ကိုသွားမှလဲဒီနေ့ဆင်းရမှာဝေးပဲလားဝေးကြီးမဟုတ်ပိုင်းနေနေကဲဆင်းရတယ်ဝေးဆိုလိုက်ဖို့ပေးမို့ရတယ်လိုက်လို့ရတယ်ဘာမှမလုပ်ဘူးကိုမြမပြားချင်းပဲကျေးဇူးတင်တယ်နော်ပြောပြပေးလို့ကျေးဇူးတင်တယ်သူတို့ကပွဲစားကြီးတွေတော့သူတို့ပြီးတယ်ကိုမျိုးဆိုသူတို့ကဘုံလုံးအဲ့ဒီမှာကိုမျိုးဆိုကိုမျိုးလို့မေးလိုက်ရင်တို့သိပြီပေါ့သူတို့အောင်မှာဘုံလုံးလုံးရသူတို့ပဲလှေမနေတာပြောလားဒီလိုပါပဲပြောတာလုံးโอเคโอเคကျေးဇူးတင်တယ်လှေလိုက်ဖို့လူလို့ရင်ပြောတော့လိုက်ဖို့ဟုတ်သွားမယ်နော်ဟုတ်ကျေးဇူးပါအဲ့တော့နေမြေကြီးမတူတော့လဲမတိရဘူးပေါ့ကိုမျိုးတိလို့ရှိရင်အရင်လက်ဆောင်ပေးဖို့ဆိုတူလည်းမတိဘူးအဲ့တော့ဘာဖြစ်အမှတ်တရလေလိုက်တာညီလေးတယောက်နဲ့တွေ့တော့နှုတ်ဆက်ပါဗောနော်ရခိုင်ညီလေးပါဒါလီစောပါအားလုံးကျေးဇူးထူပဲတင်ပါတယ်